ဒီငါဖမ်းချင်းကိုတော့တန်ကျိုးရိုက်တန်ခွင်းရိုက်ငါဖမ်းချင်းလို့ကျွန်တော်တို့ခေါ်ကြတာဗျာအပြင်မှာတော့ဘယ်လိုခေါ်လဲမသိဘူးသူတို့ကဘယ်လိုဖမ်းကြလဲဆိုတော့ဒီသူတို့ဖမ်းမဲ့ပတ်လေကိုပိုက်တားလိုက်တယ်ဗျာပိုက်တားလိုက်ပြီးပိုက်ဝိုင်းလိုက်တော့ဗောနော်ပိုက်ဝိုင်းပြီးတော့အဲ့တန်ဂျိုးတွေတန်ခွင်းတွေပြစ်ချပြီးတော့ခွန်းအဲ့လိုအတန်မီအောင်လုပ်လို့ရှိရင်ငါးတွေကအရန်နာကြီးပြီးပြေးကုန်တာပြေးပြီးပိုက်ကိုလာတိုးတဲ့သဘောဗျာအဲ့လိုငါဖမ်းချင်းကဘာလဲဆိုတော့တော်တော်ပြင်းပြီးနေတော်လမြစ်တဲ့ကြောမှာဆိုရင်ငါတော်တော်ရှားသွားတယ်ဟိုးကျွန်တော်တို့ငယ်တော့ဆိုတော်တော်ငါပေါ်တာဗျငဒန်တွေဘာတွေညာတွေပေါ့နော်အဲ့ငါတွေအခုဆိုရင်ကျွန်တော်တို့တော်လမြစ်မှာဆိုငါတော်တော်ရှားပါသွားပြီဗျာအဲ့လိုဖမ်းတာတော်တော်ဒီအခုဗီဒီယိုရိုက်နေတာလဲကျွန်တော်တို့ငါးသမရတဲ့နေရာလိုင်းပွဲချောင်းတဲ့နေရာပေါ့နော်အဲ့မှာသူတို့အဲ့လိုငါဖမ်းပြီးတော့အဲ့လိုရိုက်လိုက်တော့ကျွန်တော်တို့ငါးမြသမားတွေလည်းအဲ့လိုဒုက္ခရောက်ပါတယ်ငါးတွေလည်းနောက်ဆိုရင်ဒါနောက်၄-၅နှစ်ဆိုရင်ငါတအားရှားတဲ့ပြဿနာကြုံတွေ့နိုင်ပါတယ်